ဗိဓမာစာပေလေ့လာခြင်းပထမအဆင့်စိတ်ပိုင်းစာမျက်နှာ16ပူဇော်ခြင်းအဟိတ်ကရိယာစိတ်3ပါးဖြစ်ပုံအဟိတ်ကရိယာစိတ်3ပါးဖြစ်ပုံမှာဥပိ္ခတဟကိုပင်စဒွါရာဝိဇ္ဇံစိတ်တစ်ပါးအတိပ္ပယ်ကအလဲအလက်ခံစားခြင်းသဘောနှင့်တကွဖြစ်သောငါးဒွါရ၌ထင်လာသောအာယုံကိုစင်ကျင်နှလုံးသွင်းတတ်သောစိတ်တစ်ပါးနှင့်ဥပိ္ခတဟကိုမနောဒွါရာဝိဇ္ဇံစိတ်တစ်ပါးအတိပ္ပယ်ကဥပိ္ခတဟကိုအလဲအလက်ခံစားခြင်းသဘောနှင့်တကွဖြစ်သောမနောဒွါရဝိဇ္ဇံစိတ်မနောဒွါရ၌ထင်လာသောအာယုံကိုစင်ကျင်နှလုံးသွင်းတတ်သောစိတ်တစ်ပါးသောမနတတဟကိုဟတ္တိတုပ္ပစိတ်တစ်ပါးနံပါတ်3သောမနတတဟကိုဟတ္တိတုပ္ပစိတ်တစ်ပါးအတိပ္ပယ်ကသောမနတတဟကိုနှစ်သက်ဝမ်းမြောက်ခြင်းသဘောနှင့်တကွဖြစ်သောဟတ္တိတုပ္ပစိတ်ပြုံးရခြင်းမြကိုသာဖြစ်စေတတ်သောစိတ်တစ်ပါးပေါင်းအဟိတ်ကရိယာစိတ်3ပါးဖြစ်ပါတယ်အဟိစိတ်18ပါး၌မှတ်တမ်းထားရမည့်အသုံးအနှုန်းများနှင့်ရေတွက်ပုံမှာအကုတလဝိပဿစိတ်ဆိုရင်ဒီမှာသူကစက်ဝိုင်းအမဲလေးတွေပဲဖြစ်ပါတယ်စက်ဝိုင်းမဲလေးတွေက1 2 3 4 5 6ခုဖြစ်ပါတယ်စက်တော်ဂါစီကာနေရာမှာကြတော့တရိကံအမဲလေးဖြစ်ပါတယ်ပြီးတော့တန်တီဒီအမဲလုံးလေးတွေကဥပိ္ခတဟဂုတ်ကိုကိုစားပြုပါတယ်တရိကံအမဲလေးကတော့ဒုက္ခတဟဂုတ်ကိုကိုစားပြုပါတယ်စက်ကစက္ခုဝိညာဉ်တောကသောတာဝိညာဉ်ဂါကဂါနဝိညာဉ်ဇိကဇေဝဝိညာဉ်ကာကကာယဝိညာဉ်တန်ကတန်ပဋိစ္စံတီကတန်တီရဏကိုကိုစားပြုပါတယ်အာကုတလဝိပဿစိတ်9ပါးအဟိတ်ကုတလဝိပဿစိတ်10ပါးမှာကြတော့သတ္တောဂါဇိအထိကစဝိုင်းအမဲလေးတွေဖြစ်ပြီးတော့ကာနေရာမှာကြတော့သူကအဖြူလေးဖြစ်သွားပါတယ်တတိကံအဖြူလေးဒီတတိကံအဖြူလေးကဒုက္ခတဟဂုတ်ကိုစားပြုပါတယ်နောက်တန်ပဋိဆိုင်ကတော့အပေါ်ကအတိုင်းပဲအမဲလေးဖြစ်ပြီးတော့နောက်သောမနတတဟဂုတ်ကိုစားပြုတော့တန်တိရဏစိတ်သောမနတတဟကိုစားပြုတော့ဆက်လုံးအဖြူလေးတစ်ခုပို့ပါလာပါ